တရားတော်ကိုရှုမှတ်ပွားများအားထုတ်ဖို့အတွက်မိမိတို့ရဲ့ကြိုက်နှစ်သက်တဲ့အရိယာပုဒ်နဲ့စတင်ပြီးတော့အားထုတ်နိုင်ပါပြီအားထုတ်တဲ့အခါမှာကြိုးစားအားထုတ်မှုအပိုင်းလေးကိုတချို့သောပုဂ္ဂိုလ်တွေလည်းပဲအရိယာပုဒ်တစ်မျိုးတည်းမှာအသေးချပြီးတော့ရှုတတ်ကြတယ်အချိန်တော်များများကိုအရိယာပုဒ်တစ်မျိုးတည်းနဲ့ကြိုးစားရှုပွားရင်းနဲ့ခန္ဓာကိုယ်ပေါ်မှာကြာကြာထိုင်ရင်လည်းပဲနာရာကျင်တာမခံမရနိုင်အောင်ပေါ်တယ်လို့ပဲကြာကြာရက်ရင်ကြာကြာလျောင်းရင်လည်းပဲညောင်းတာကြိုက်တာမခံနိုင်အောင်ပေါ်တာပါပဲအဲ့ဒါလို့ပေါ်လာတဲ့အခါမျိုးမှာငါကွာဝေဒနာနှိပ်စက်လိုက်တာတရားအထုတ်ရတာဒီဝေဒနာကိုမကြော်နိုင်ဘူးဒီဝေဒနာကိုပေရှုလို့ကိုမရဘူးလို့ဖြစ်နေကြတဲ့သရောစင်များကိုဝေဒနာရဲ့သဘောလေးကိုလည်းပဲရှင်းပြသွားမယ်တရားကိုသဘောမပေါက်ဖဲနဲ့သူများပါးစပ်ပြလမ်းဆုံးပြီးတော့ပေတီရှုခဲ့ရင်လေအကျိုးမများပဲနဲ့တရားနဲ့ဝိစေတဲ့အပြစ်တွေသင့်ပုံကိုလည်းရှင်းပြပါမယ်အလွန်အရေးကြီးပါတယ်ဒီတရားရှုွက်သည်အများသူငါအတွက်အလွန်အကျေးဇူးများသလိုတရားတွေကိုရိတ်တံမှာအာမထုတ်နိုင်တဲ့ပုဂ္ဂိုလ်များလည်းကိုယ့်ရင်ကိုယ့်ရာမှာအာထုတ်ရင်းနဲ့သဘောပေါက်လိုက်ရင်လွယ်ကူတဲ့အသိဉာဏ်ကိုအချိန်မရွေးကိန်းသွားနိုင်ပါတယ်တရားဆိုတာဟာသဘောပေါက်ရင်သိလွယ်တယ်ကွာတက်တောင်တက်တာနဲ့ကိုတကယ်ကိုသိနိုင်ပါလားအဲ့ဒါလေးကိုလည်းသဘောပေါက်အောင်ရှေ့ပိုင်းကကိုယ်နဲ့ဆက်ပြီးပေါ်တဲ့တရားကိုရုပ်တရားလို့သင်ပေးထားတယ်မိမိတို့ကအခုချိန်ကမှထိုင်နာတွေကြာလာတယ်ရက်တာတွေကြာလာတယ်နာတာတွေကတရိပ်ရိပ်နဲ့ကြီးထွားလာတယ်ကျင်နာကြိုက်တာထုံတာတွေကလည်းကြီးထွားလာတော့မခံမရနိုင်အောင်ဖြစ်ရင်ဝေဒနာဆိုပြီးတော့ပြောင်းရှုလိုက်တယ်တကယ်တမ်းကျတော့ကိုယ်ပေါ်မှာအာယုံစိုက်ပြီးနာရာလေးရဲ့သဘောကိုကြည့်ပြီးရှုနေရင်ရုပ်တရားပါအဲ့ဒီအာယုံကိုမခံစားတဲ့အနေနဲ့ခံစားတဲ့အပိုင်းကိုအာယုံညှုပ်ပြီးရှုမယ်ဆိုရင်ဝေဒနာဘက်ကိုညာရောက်ပါတယ်နာရာသည်ဝေဒနာမဟုတ်ပါကျင်နာကြိုက်တာခဲတာသည်ဝေဒနာမဟုတ်ပါနားတယ်ဆိုတာကိုယ်နဲ့ဆက်ပြီးဖောက်ပြန်တာပါကျင်တယ်ဆိုတာကိုယ်နဲ့ဆက်ပြီးဖောက်ပြန်တာပါကြိုက်တယ်ခဲတယ်ဆိုတာလည်းကိုယ်နဲ့ဆက်ပြီးဖောက်ပြန်တာမို့လို့ရုပ်တရားဖြစ်ပါတယ်အဲ့ဒီနာရာကကြီးထွားလာတဲ့အတွက်ကြောင့်မလို့ဒီနာရာပေါ်မှာဖောက်ပြန်တယ်လို့နှလုံးသွင်းမှအောင်ကိုကညံမရောက်တဲ့အတွက်ဒုပေါင်ခါဆိုတဲ့အထည်ပြညတ်ပေါ်မှာနှလုံးသွင်းပြီးအာယုံပြုတ်လိုက်တဲ့အတွက်ကြောင့်မလို့နားလိုက်တာမခံနိုင်ဘူးငါဒုငါပေါင်ဖြစ်သွားတယ်အဲ့ဒီချိန်ကမှဖောက်ပြန်တဲ့ရုပ်တရားနဲ့ငါရောသွားတယ်ငါရောသွားတော့ငါကမခံနိုင်ဘူးဆိုတော့ဝေဒနာကိုပါငါလှုပ်လိုက်တယ်အဲ့ဒီပုဂ္ဂိုလ်ဒိဋ္ဌိဖြစ်သွားတယ်တကယ်တမ်းပြန်ကြည့်တော့ကိုယ်နဲ့ဆက်ပြီးနာစာလေးလည်းဖောက်ပြန်နေတာနာမှုအလေလက်လေးလည်းပဲဖောက်ပြန်နေတာအနာကြီးကြီးတာလည်းဖောက်ပြန်နေတာအဲ့ဒီဖောက်ပြန်တဲ့သဘောလေးကိုညံရောက်ရင်အနာသေးလေးချုပ်ပြီးအနာလက်လေးအစားထိုးတာအနာလက်လေးချုပ်ပြီးအနာကြီးအစားထိုးတာကိုမြင်အောင်ကြည့်ရင်မခံနိုင်ဘူးဆိုတာမလာတော့ဘူးဒီပေါ်မှာကြိုက်လာကြည့်ရဲဆိုတဲ့သဘောတွေလည်းပဲမကိန်းတော့ဘူးအမြင်ရှင်းတဲ့ဉာဏ်လေးကအရှိကိုအရှိတိုင်းမြင်သွားလို့ရုပ်ရှုွက်ပေါ်မှာဖြစ်ပျက်ကိုကောင်းစွာမြင်သွားတာပါအဲ့ဒါကိုသဘောပေါက်တဲ့အတွက်ကြောင့်မလို့စထိုင်တော့ကပြတ်လာတဲ့နာစာအသေးလေးကိုတော့ခံတာတဲ့အတွက်ကြောင့်မလို့မိမိကတက်တောင့်တက်တာနဲ့ရှုနိုင်တဲ့အခါမှာမေ့နေတယ်နာရာကြီးကြီးထွားလာတဲ့အခါကျမှမခံမရနိုင်ဖြစ်ပြီးငါကွာဝေဒနာနှိမ့်ဆက်လိုက်တာတစ်ချိန်လုံးမှာတရားကိုအားထုတ်လို့မရဘူးတက်တောင့်တက်တာလေးနဲ့ဖြစ်ပြီးတော့ပြီးသွားပြန်ရင်လည်းအိုးငါထိုင်လို့ကောင်းလိုက်တာတရားကွာထိုင်ရတာဝေဒနာတော့မပေါ်ဘူးဘာနဲ့တိုင်းတာနေလဲပြီးတော့နာရာကျင်တာနဲ့တိုင်းတာနေတာအလွဲကြီးလွဲနေပါတယ်
တကယ်တမ်းကျတော့ဝေဒနာသည်အချိန်တိုင်းမှာစိတ်ရှိရင်ဝေဒနာရှိပါတယ်စိတ်ဖြစ်ရင်ဝေဒနာဖြစ်ပါတယ်ဝေဒနာမဖြစ်တဲ့အချိန်ရှိကိုမရှိဘူးအဲ့ဒါလေးကိုတေချာသဘောပေါက်စေခြင်းပါတယ်ဝေဒနာဆိုတာရုပ်မဟုတ်ပါဘူးနံတရားပါနံဆိုတဲ့ဝေဒနာလေးဒီစိတ်မှာပဲပေါ်ပါတယ်အဲ့ဒီစိတ်မှာပေါ်တဲ့ဝေဒနာလေးကိုမိမိကအာယုံစိုက်ပြီးခံစားမှုပိုင်းမှာတေချာအာယုံပြုရင်ခေါဏနာရဲဆိုတဲ့နာစာလေးကိုခံတာရင်ဒုက္ခအနာကြီးနာသွားလို့မခံတာရင်ဒုက္ခတင်ညာကနေတတ်မှတ်ပေးလိုက်တယ်ဒုက္ခလို့တတ်မှတ်ပေးတဲ့အာယုံကိုဝေဒနာကခံစားလိုက်တယ်ဒုက္ခလို့တတ်မှတ်ပေးတဲ့အာယုံကိုဝေဒနာကခံစားလိုက်တယ်ခံစားတာကဝေဒနာပါငါကောင်သူကောင်မဟုတ်ပါဘူးဒုက္ခကိုအာယုံပြုပြီးခံစားတော့ဒုက္ခဝေဒနာလို့အမည်တက်တယ်ဒုက္ခကိုအာယုံပြုပြီးခံစားတော့ဒုက္ခဝေဒနာလို့အမည်တက်တယ်ဒုက္ခသည်ဝေဒနာမဟုတ်ပါဘူးဒုက္ခသည်ဝေဒနာမဟုတ်ပါဘူးဝေဒနာသည်ဒုက္ခမဟုတ်သလိုဒုက္ခဝေဒနာသည်ဒုက္ခမဟုတ်ပါဘူးဒုက္ခဆိုတာအာယုံဒုက္ခဆိုတာအာယုံကိုယ်နဲ့ဆက်ပြီးဖောက်ပြန်နေတဲ့ရုပ်တရားပါဒီအာယုံကိုပြုပြီးခံစားတာမှဝေဒနာပါအဲ့ဒါကြောင့်မလို့ရုပ်ထဲမှာလည်းပဲဖောက်ပြန်နာရဲ့ပျက်စီးတာရဲ့ခံစားတာမှလည်းဖောက်ပြန်တာရဲ့ခံစားတာရဲ့ပျက်စီးတာရဲ့ဒါပဲရှိပါတယ်အဲ့ဒါလေးကိုသိရင်ရုပ်ထဲမှာလည်းငါမရောဘူးဝေဒနာထဲမှာလည်းငါမရောဘူးအဲ့ဒီပုဂ္ဂိုလ်ဒီတရားသဘောပေါက်တဲ့ပုဂ္ဂိုလ်တရားသဘောပေါက်တဲ့ပုဂ္ဂိုလ်ဒီတဏှာကြီးပဲထိုင်ထိုင်နှစ်နာရီပဲထိုင်ထိုင်တနေ့လုံးပဲထိုင်ထိုင်ကျေးဇူးများပါလေရုပ်နဲ့ဝေဒနာလည်းမကွဲဘူးငါနဲ့ရုပ်လည်းရောနေတယ်ငါနဲ့ဝေဒနာလည်းတွဲနေတဲ့ပုဂ္ဂိုလ်သဘောမပေါက်ရင်တဏှာကြီးပဲထိုင်ထိုင်နှစ်နာရီပဲထိုင်ထိုင်တနေ့ကုန်ပဲထိုင်ထိုင်အဲ့ဒီပုဂ္ဂိုလ်မှာမခံမရနိုင်ပေါ်လာလည်းပဲမပြောင်းမပြင်ပဲနဲ့ပေတီရှုနေတဲ့အတွက်ကြောင့်မလို့ပေရှုရင်အပြစ်၄ချက်သင့်ပါတယ်တေချာသဘောပေါက်ပါစေတရားရှုတဲ့ဆိုတာကိုလာညှင်းဆဲတာမဟုတ်ဘူးကိုလာပြီးပင်ပန်းခန္ဓာမဟုတ်ပါဘူးဒီခန္ဓာမှာပြန့်နေတဲ့အရှုခံတရားကြီးရဲ့ခန္ဓာဒုက္ခကိုသိကျင်လို့လာကြတာပါခန္ဓာဒုက္ခကိုသိဖို့အတွက်ကလည်းရုပ်ဖောက်ပြန်လေဒုက္ခပြတာဝေဒနာခံစားလေးပဲဒုက္ခပြတာခန္ဓာမှန်သမျှဒုက္ခသစ္စာဖြစ်ပါတယ်အဲ့ဒါလေးကိုသိပြီးရှုနိုင်ဖို့အတွက်သဘောမပေါက်တဲ့ပုဂ္ဂိုလ်များနာရာကိုဝေဒနာလုပ်ပြီးတော့ပေတီရှုပြီးငါတော့ကွာအဲ့ဒီနာမှုလေးကိုကြော်လွှားသွားတဲ့အခါကုံဆုံးသွားလို့အနံယူလိုက်တဲ့အခါမှာတရားသူပဲသိတယ်လို့မျိုးနဲ့ကြည်နပ်နေကြတဲ့ပုဂ္ဂိုလ်များကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အလိုမကျပုံလေးတတိပေးခြင်းပါတယ်တရားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေတဏှာကြီးအထုတ်လဲပဲတဏှာကြီးနဲ့ထိုက်တန်တဲ့လုံလကျိုးစားရပါတယ်နှစ်နာရီအထုတ်လဲပဲနှစ်နာရီနဲ့ထိုက်တန်တဲ့ဝရိယကိုအသုံးချရပါတယ်အဲ့ဒီဝရိယကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကကိလေသာပယ်နိုင်တဲ့ဝရိယမျိုးကိုကျိုးစားရမယ်ကိလေသာပယ်နိုင်တဲ့ဝရိယလို့သေချာဆွဲမြဲအောင်နှလုံးသားထဲမှာကိအောင်မှတ်ထားကြပါကျိုးစားနေတဲ့ဝရိယမှာကိလေသာတွေမဖြစ်အောင်စောင့်ရှောက်ဖို့ပဲနာရာကျင်နာကြီးကပေါ်လာလို့ဝေဒနာဆိုပြီးတော့ပေတီရှုတဲ့ပုဂ္ဂိုလ်များကိုသတိထားလိုက်ပါဒုမာတော်၎င်းပေါင်းမာတော်၎င်းကြောမာတော်၎င်းနာရာကတစ်ချိန်နဲ့တစ်ချိန်ပူပြင်းထန်လာတယ်အဲ့ဒီပူပြင်းထန်လာတာကိုဖောက်ပြန်လိုက်ပျက်စီးလိုက်လို့သဘောပေါ်မှာညံရောက်အောင်လို့သဘောရှင်းပြီးမရှုနိုင်တဲ့အတွက်ဒုပေါင်းကြောဆိုတဲ့ပြဉ္ညတ်တွေပေါ်မှာတင်းပြီးတော့မှမခံမရနိုင်အောင်ကိုအာယုံပြုမိတဲ့အတွက်ကြောင့်မလို့ဒီပုဂ္ဂိုလ်ဒီဒုနေယပေါင်နေယကျိုးနေယဆိုတဲ့အချက်ပုံတရံဒီမှာအာယုံပြုပြီးတော့မျက်လုံးအကြည့်ကလည်းပဲအဲ့ဒီနေရာလေးမှာစိုက်ကြည့်တယ်လို့မျိုးနဲ့ကျုံနေပါလေအဲ့ဒီကျုံနေတဲ့အခိုက်မှာရှုရင်းကနေပြီးတော့မှကြည်လေပုံမခံနိုင်လေပို့ပြီးနာကျင်ကြိုက်ခဲမှုကပြင်းထန်လေကြည်လေပုံမခံနိုင်လေပို့ပြီးတော့နာကျင်ကြိုက်ခဲမှုကပြင်းထန်လေအချိန်လေးကိုကုံဆုံးသွားတဲ့အတိုင်းကုံဆုံးသွားတိုင်းမှာကြိတ်မနိုင်ခဲမရဖြစ်ရပါတယ်အဲ့ဒါလို့ကြိတ်မနိုင်ခဲမရဖြစ်ရတဲ့အတွက်နံပါတ်1ပေရှုခြင်းအပြင်ဒုက္ခဆင်းရဲကြုံရပြီဒုတိယအချက်ကိုဆက်လက်ပြီးသတိပြုလိုက်ပါအဲ့ဒါလို့နာကျင်မှုကပြင်းထန်လာတဲ့အတွက်ကြောင့်မလို့အဲ့ဒီယောဂီအဲ့ဒီသူတော်စင်မှာ
နာရာကြီးကိုမြန်မြန်သက်သာစေခြင်းတဲ့သဘောတရားတွေတောင်းချမ်းလာပြီပြုခြင်းပြောင်းခြင်းတဲ့သဘောတွေဟာရောက်ရခတ်လာပြီမပြောင်းရမပြင်ရဆိုလို့ကိုယ့်ရဲ့စိတ်ထဲမှာကချုပ်တီးချရတော့ကျဉ်ကျပ်နေပြန်တယ်အချိန်တွေကိုမြန်မြန်ကုန်ခြင်းနဲ့မြန်မြန်ပျောက်ခြင်းနဲ့မြန်မြန်သက်သာခြင်းနဲ့ရောက်ရခတ်နေတဲ့စိတ်တမ်းမရစီမရပေါ်လာပြီအဲ့ဒါကြောင့်မလို့ဖြစ်ပေါ်နေတဲ့အရှုခံတရားပေါ်မှာမှန်မှန်ကန်ကန်နဲ့တည်ငြိမ်အောင်မကြည့်နိုင်ရှာတော့ပါဘူးအဲ့ဒီရောက်ရခတ်ပြန်လောင်နေတဲ့စိတ်ဒီဘယ်လာသမာဓိတည်တော့မလဲဒါကြောင့်မလို့အဲ့ဒီပေရှုနေတဲ့ခိုက်ကြမှာနံပါတ်1သမာဓိပျက်စီးရရှာပါတယ်တမာရီပျက်စီးမှတော့ဒီပုဂ္ဂိုလ်ဒီအရှုခံတရားပြနေတဲ့ရုပ်ကိုလည်းမမြင်ပါဘူးမရှုတတ်ပါဘူးပြနေတဲ့ဝေဒနာကိုလည်းပဲမမြင်ပါဘူးမရှုတတ်ပါဘူးအဲ့ဒါကြောင့်မလို့ရှုနေကြကမ္မထံပျက်စီးသွားပြီရုပ်လည်းပဲမမြင်တော့ရုပ်ဖြစ်ပြလည်းမတွေ့ဘူးဝေဒနာမှရှုလို့မရတော့ဝေဒနာဖြစ်ပြလည်းမမြင်ပါဘူးရှုနေကြကမ္မထံပျက်စီးမှတော့အဲ့ဒီကမ္မထံတွေရဲ့အပေါ်မှာအမြင်ဉာဏ်ကိန်းပြီးဖြစ်ပြရဲ့အဆုံးကိုမျက်မှောက်ပြုမဲ့နိဗ္ဗာန်ဆိုတာဘယ်တွေ့တော့မလဲနိဗ္ဗာန်နဲ့ဝေးခြင်းဆိုတဲ့အပြစ်ပါသင်သွားပါသည်သဘောမပေါက်သေးတဲ့ပုဂ္ဂိုလ်များဉာဏ်မရောက်သေးတဲ့ပုဂ္ဂိုလ်များပေရှုရင်လိုချင်တဲ့နိဗ္ဗာန်နဲ့ဝေးပြီးတော့မှအပြစ်လေးချက်သင်ရပါသည်အဲ့ဒါကိုကြည်ခြင်းအပြင်ကိုကြိုးစားလိုက်တဲ့တဏှာကြီးဆိုတဲ့တဏှာကြီးအခြေစိုက်လိုက်ရတဲ့ဝရိယဘောမှာဖရာရဲ့အလိုကြမကြလေးကိုစမ်းစစ်လိုက်တော့ကြိတ်မနိုင်ခဲမရနဲ့ရှုနေရတဲ့အခိုက်အရှုခံတရားတွေပေါ်မှာအမှန်တိုင်းမမြင်တော့မောဟအုပ်ချုပ်ထားပါတယ်ရောက်ရက်ခတ်ပြီးပြာလောင်နေတဲ့စိတ်အချိန်တွေကိုမြင်မြန်ကုန်ကျင်နေတဲ့မိမိရဲ့တန်တန်ဖြစ်ပေါ်နေတဲ့တရားလောဘကလည်းဝင်လောက်လိုက်မခံမရနိုင်အောင်နာကျင်နေတဲ့ဒုက္ခဆင်းရဲတွေကနှိမ့်ဆက်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စိတ်ထဲမှာရင်ပါကြီးတင်လာအောင်ကြွက်သားမာဆယ်တွေကိုတင်းတောင်သွားအောင်လို့အောင်ဤပြန်ပြီးတန်ပြန်တိုက်စစ်စင်တဲ့မကျေနပ်မှုဒေါသတရားဒါတွေနဲ့သာစိတ်ထဲမှာရောပြုံးပြီးတော့အမွေနောက်ခံပြီးတစ်ချိန်လုံးကိုအနှိမ့်ဆက်ခံနေရတဲ့အတွက်ကိုယ်စိတ်လေးမစင်ကြပါဘူးအဲ့ဒီစိတ်မှာလောဘတွေဖြစ်နေတယ်ဒေါသတွေဖြစ်နေတယ်မောဟတွေဖြစ်နေတော့တဏှာကြီးကုံဆုံးအောင်လို့တိုက်ပွဲနှွှဲလိုက်ရတဲ့ဝရိယမှာနစ်နာသွားရတာကကိလေသာမပယ်နိုင်ပဲကိလေသာနဲ့လက်တွဲပြီးတော့ရှုနေတာဖြစ်တဲ့အတွက်ဉာဏ်မပေါ်တော့ပါဘူးအဲ့ဒါကြောင့်မလို့နိဗ္ဗာန်နဲ့ဝေးရပါသည်အပြစ်လေးချက်သင်ရပါတယ်ဖယားဟောကြားတဲ့လုံလဝရိယမှာလည်းပဲကိလေသာပယ်နိုင်တဲ့ဝရိယမျိုးမရလိုက်တာဟာတဏှာကြီးထိုင်ရင်တဏှာကြီးရှုံသွားတယ်နာယီဝက်ထိုင်ရင်နာယီဝက်ရှုံတယ်နှစ်နာရီထိုင်ရင်နှစ်နာရီနစ်နာရပါတယ်သဘောမပေါက်တဲ့ပုဂ္ဂိုလ်များအတွက်စေရနာမေတ္တာကြီးစွာနဲ့သင်ပေးလိုက်ပါတယ်အဲ့လိုဆိုရင်သဘောမပေါက်သေးတဲ့ယောဂီများသဘောမပေါက်သေးတဲ့သူတော်စင်များပေတေရှုလို့အပြစ်ဖြစ်ပြီးနိဗ္ဗာန်နဲ့ဝေးလို့လုံလဝရိယဆက်ရတဲ့ကြိုးစားမှုဆုံးရှုံးနစ်နာမှုမဖြစ်အောင်တန်ဖိုးရှိတဲ့အသည့်တွေကိုအဲ့ဒီအချိန်တွင်းမှာပြန်လဲရယူခြင်းပါတယ်ဆိုရင်ပြောင်းပြင်ရှုနိုင်ပါတယ်ပြောင်းပြင်ရှုရင်အကျိုး၄မျိုးရပါသည်ပြောင်းပြင်ရှုတယ်ဆိုတဲ့နေရာမှာထိုင်ရင်းရိယာပုံနဲ့အားထုတ်တဲ့ပုဂ္ဂိုလ်ကတစ်ဖက်နဲ့တစ်ဖက်ကိုလှစ်ခနဲ့တတိလက်လို့ပြောင်းနာမျိုးကိုပြောတာမဟုတ်ပါဘူးဟိုဘက်ဒီဘက်ကိုရုတ်တရက်ပြုံးတိုင်းနဲ့ပြောင်းနာမျိုးကိုမဆိုလိုပါဘူးပြောင်းပြင်တော့မယ်ဆိုရင်အတိကတ်ရပါတယ်အကျိုး၄မျိုးရအောင်ပြောင်းပြင်နည်းကိုလည်းတပါးတည်းသင်ပေးပါမယ်တင်မင်ငွေထိုင်တဲ့ပုဂ္ဂိုလ်ကနာကျင်နှိမ့်ဆက်မှုတွေပြင်းထန်နေရင်ကိုယ့်ရဲ့ခြေထောက်လေးကိုသတိပြုလိုက်ပါဒူးလေးကိုအနှဲငယ်တဖြည်းဖြည်းနဲ့ကိုကပြောင်းပြင်မယ်ဆိုရင်အဲ့ဒီပြောင်းပြင်တဲ့သဘောအပေါ်မှာအတိမလွတ်အောင်ကတ်ထားရမှာကပြောင်းပြင်ခြင်းနဲ့စိတ်လေးစဖြစ်ပေါ်တာနဲ့ကိုယ့်ရဲ့ဟောဒီခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုလေးအပိုင်းမှာပြောင်းပြင်ခြင်းနဲ့စိတ်လေးကိုလည်းသိအောင်ရှုနိုင်ရင်ရှုပါမသိနိုင်သေးရင်လည်းပဲကြွလာတဲ့ဒူးလေးရဲ့မြောက်သွားတဲ့အမူအရာလေးပေါ်မှာအတိကတ်လိုက်ရင်အနှဲငယ်လေးမြောက်လိုက်ချာနဲ့နာတယ်ကျင်တယ်ဆိုတဲ့ပြင်းထန်မှုဟာလျော့သွားပါတယ်
အဲ့ဒီရော့သွားတာလေးကိုဆက်ကသတိပြုပါအနာကြီးနာယာကနေပြီးတော့တဖြည်းဖြည်းနဲ့ရော့သွားခံတာတဲ့သဘောလေးကိုသတိပြုမိလာလိမ့်မယ်အဲ့ဒါလို့ပြုမိတဲ့အတွက်ကြောင့်မလို့ဒီအာယုံလေးဟာဒီနေရာလေးမှာပဲစိုက်ကတည်နေပါပြီပြောင်းပြင်လို့ကိုယ့်ရဲ့လိုရာလေးကိုပြင်ပြီးသွားတဲ့အချိန်ခါမှာပြောင်းစေမှလည်းသတိပြုလိုက်ပါအနာရဲ့ရော့မှုရက်မှုဒုက္ခဆင်းရဲရဲ့သက်တာမှုကိုရခဲ့ပါသည်ပြောင်းပြင်ပြီးသွားတဲ့အချိန်ခါမှာလည်းဒုက္ခဆင်းရဲနံပါတ်1သက်တာသွားတယ်နံပါတ်2ကပြောင်းစေပြင်စေမှအတိကပ်ပြီးတော့အနာကြီးနာယာကနေရော့သွားတာလေးကိုအတိကပ်ပြီးသတိထားတဲ့အတွက်ယုတ်ကမ္မထံကိုရှုနေတဲ့ပုဂ္ဂိုလ်ဟာယုတ်တရားကိုရှုလျက်ပါအမူအရာလေးတွေရဲ့မတူပုံပြောင်းလဲပုံကိုအတိကပ်ပြီးကြည့်နေတယ်ဆိုရင်လေအနာကြီးနာယာကရော့သွားတဲ့ပြုပြင်မှုလေးဟာမမြဲပုံလေးကိုကောင်းစွာဖော်ကျူးသွားတဲ့အတွက်ကြောင့်မလို့ပြောင်းစေပြင်စေမှာကိုရှုနေတဲ့ယုတ်ကိုရှုနေတဲ့ဖြစ်ချင်းပြည့်ချင်းအဲ့ဒီအပေါ်မှာရှုနေကြကမ္မထံလည်းမပြည့်စည်ပါပြောင်းလဲသွားတဲ့အမူအရာပေါ်မှာသာစိတ်ကလေးကစိုက်ကနေတီးပြီးတော့သိနေတဲ့အတိလေးသာကတ်ထားတဲ့အတွက်ကြောင့်မလို့အာယုန်တွေကရောက်ရမခတ်ပါဘူးဟိုရောက်ဒီရောက်လည်းပဲမရောက်တော့ပါဘူးရှုနေချပြောင်းပြင်စေအခိုက်အတန့်မှာပြုပြင်သွားတဲ့အမူအရာဖြစ်ပေါ်လာတဲ့အရှုခံကိုသာနှလုံးသွင်းဆင်ခြင်ရင်းနဲ့အတိကပ်ပြီးပြောင်းပြင်သွားတာမို့လို့တည်ကြည်တဲ့တမာတိကိုလည်းရလိုက်ပါတယ်အဲ့ဒီပုဂ္ဂိုလ်ဒီပြောင်းပြင်စေအခိုက်အတန့်မှာကိုပဲမမြဲတဲ့သဘောလေးတွေအရှုခံတရားရဲ့ကမ္မထံပေါ်မှာအမြင်ဉာဏ်ရှင်းပြီးတော့ကြည့်တတ်တဲ့အတွက်ကြောင့်မလို့သဘောကိုဉာဏ်ရောက်လို့အကြောင်းအကျိုးညီလိုက်တဲ့အခိုက်အတန့်မှာဖြစ်ချင်းပြက်ချင်းရဲ့အဆုံးကိုဉာဏ်အားဖြင့်ပြောင်းစေပြင်စေပါသဘောပေါက်မြင်လိုက်ရင်နိဗ္ဗာန်ဟာကိုယ့်အတွက်ဖြစ်သွားပြီဒါကြောင့်နိဗ္ဗာန်နဲ့နေခြင်းဆိုတဲ့အကျိုးကိုလည်းရပါတယ်ပြန်ပြီးတစ်ခေါက်ပြောရင်အတိလေးကပ်ပြီးပြောင်းပြင်တဲ့အတွက်ကြောင့်မလို့နံပါတ်1နာကျင်တဲ့ဒုက္ခဆင်းရဲသက်သာသွားခြင်းနံပါတ်2ရှုနေကြယုတ်ကမ္မထံရှုနေကြဝေဒနာကမ္မထံရှုနေကြဖြစ်ဖြစ်ကမ္မထံမပြည့်စည်ပါနံပါတ်3အာယုန်တစ်ပါးစိတ်မသွားဘဲနဲ့ပေါ်တဲ့ရှုကံမှာဒါတစိုက်မမတ်တည်တဲ့အတွက်ကြောင့်မလို့တမာတိလည်းမပြည့်စည်ပါဘူးနံပါတ်4ဒီပုဂ္ဂိုလ်ဒီကိုလိုရာပန်းတိုင်နိဗ္ဗာန်နဲ့နေခြင်းဆိုတဲ့အကျိုး၄မျိုးကိုရသွားပါတယ်အာယုန်တစ်ပါးစိတ်မသွားပါနဲ့အမတန်ကျေးဇူးများပါတယ်မပြောင်းရမပြင်ရဆိုရင်ဘုရားရှင်ကိုတော်မြတ်ကြီးဟာဣရိယာပုတ်တစ်မျိုးလေးပဲဟောမှာပါမြတ်တတ်မှတရားရမှာပါထိုင်ခြင်းဣရိယာပုတ်နဲ့မမြတ်တတ်ရင်ရခြင်းဣရိယာပုတ်စဉ္ညာလျှောက်ခြင်းဣရိယာပုတ်လျှောင်းခြင်းဣရိယာပုတ်တစ်မျိုးမျိုးနဲ့အသုံးချပြီးကြိုးစားဖို့အတွက်ကိုသင်ပေးသွားခဲ့တာပါဒါကြောင့်လို့မိမိတို့တွေလည်းပဲသဘောမပေါက်ဖဲနဲ့တော့ပေတီမရှုကြပါနဲ့သဘောပေါက်လို့ဉာဏ်ရောက်တယ်ဆိုရင်တော့ဘယ်လိုပဲရှုဒီပုဂ္ဂိုလ်ဒီအမြန်ဆုံးနိဗ္ဗာန်နဲ့နီးမှာပါသဘောပေါက်သေးပဲနဲ့ပေတီရှုရင်တော့နိဗ္ဗာန်နဲ့နီးဖို့တဲ့အပြစ်တွေသင့်ပြီးတော့နိဗ္ဗာန်ကိုကြောခိုင်းရရင်ရင်နာစရာကောင်းလာပါတယ်အဲ့ဒါမျိုးမဖြစ်ရအောင်လို့အခုပြောပေးသင်ပေးလိုက်တဲ့အတိုင်းကိုယ့်ရဲ့ခန္ဓာကိုယ်မှာနာကျင်နှိမ့်ဆက်မှုကြီးပြင်းထန်လာခဲ့လို့ပေတီမရှုတော့ဘဲနဲ့ပြောင်းပြင်ရှုပြီးအကျိုးလေးမျိုးရအောင်တက်တောင့်တက်တန်နဲ့နိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုနေတဲ့နီးအောင်ခန္ဓာကပြောတဲ့အရှုခံတရားလေးတွေပေါ်မှာငါနဲ့ရုပ်လည်းမရောစေနဲ့ဝေဒနာလည်းလည်းငါမပါစေနဲ့ရုပ်နဲ့ဝေဒနာကိုလည်းကွဲအောင်ခွဲပြီးတော့မှကိုယ်နဲ့ဆက်ပြီးဖောက်ပြန်မှုတွေဘလောက်ပဲပြင်းထန်ဘလောက်ပဲတိမ်မွေ့ရုပ်တရားပါလားဒါတွေကိုအာယုံပြုပြီးခံစားတာကဝေဒနာပါလားဝေဒနာဆိုတာခံစားတဲ့အလုပ်ရုပ်ဆိုတာဖောက်ပြန်တဲ့အလုပ်ရုပ်ကလည်းရုပ်လို့လုပ်နေပါလားဝေဒနာကလည်းဝေဒနာလို့လုပ်နေတာပဲသူ့လုပ်နေသူဟာငါမှမပါပဲငါသွားရှုပ်နေလို့ဖြစ်ပါလားလို့အမြင်ရှင်းနဲ့အသိပိုင်းပြီးသင်ပေးတဲ့အတိုင်းကိုအမှန်မြင်ဉာဏ်လေးကိန်းအောင်ကြံရှိတဲ့အချိန်လေးတွေမှာဆက်လက်ကြိုးစားရှုပွားအားထုတ်ပေးနေကြပါမိမိတို့နှစ်သက်သလိုအရိယာပုဂ္ဂိုလ်စတင်ပြီးတော့ကြိုးစားပြုပြင်နိုင်ပါတယ်ကိုရှုရမယ့်အရှုခံတရားပေါ်မှာအမြင်မှန်သိမှန်ကိန်းပြီးတော့
ကြိုးစားနေကြတဲ့မိမိတို့အလုံးတရားအပေါ်မှာအမြင်ရှင်းပြီးတော့အသိတွေကောင်းစွာကိန်းလို့လိုရာပန်းနိုင်နိဗ္ဗာန်ကိုရနိုင်ဖို့အတွက်တရားချမ်းသာလေးကိုသဘောပေါက်စေခြင်းပါလေတချို့ကတမာတိနဲ့ချမ်းသာနေတာကိုတကယ်တရားချမ်းသာလို့ထင်နေတယ်ဝိပဿနာဉာဏ်မကိန်းပဲနဲ့တမာတိနဲ့အလေးကျင့်ရလို့ထိုင်နိုင်တဲ့အပိုင်းလေးကိုအာယုံပြုပြီးကျေနပ်နေရင်တော့လမ်းဆုံးပန်းတိုင်နိဗ္ဗာန်ဟာဘယ်တော့မှရှာတွေ့မှာမဟုတ်ပါဘူးသာသနာ့တွင်နဲ့ဆုံပြီးတော့ခက်ခဲနဲ့တောင်းစုတွေခြွေပြီးပြည့်စုံလာတဲ့ပါရမီလေးပြည့်ခိုက်မှာသိထိုက်တဲ့တရားတွေပေါ်မှာရှေ့ပိုင်းတွေကရှင်းပြလာလို့လည်းပဲအလုံးဟာသဘောပေါက်တော့ပါပြီသို့တော်လေသိထိုက်တာတွေကိုမှထပ်လောင်းပြီးရှင်းပြမထားရင်အများစုဟာသူများပါးစပ်ပြလမ်းဆုံးပြီးတော့ပဲကျေနပ်တာပါကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းပြီးတော့သိနိုင်အောင်ကြိုးစားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာအလွန်နည်းကြပါတယ်အဲ့ဒီလိုမျိုးတွေကိုလည်းတွေ့ကြုံခဲ့ရတာဖြစ်တော့ဒီနေရာလေးမှာလည်းချမ်းသာတဲ့တမာတိကိုတကယ်တရားစစ်တရားမှန်ချမ်းသာလို့ထင်ပြီးတော့အချိန်လေးကုန်ဆုံးသွားရင်ကိုယ်တစိတ်သက်တမ်းလေးကနောက်ထပ်အစာမထိုးရင်သိကြရတော့မှာအဲ့ဒါကြောင့်မလို့ဒီသိချင်းတရားရဲ့လက်တွင်းကိုနိကပင်နိကညာတော်လေမရောက်ခင်လေတစ်ချက်ဟာအလွန်အရေးကြီးတော့အဲ့ဒီတစ်ချက်အတွင်းမှာပဲပိုင်နိုင်တဲ့အသည့်လေးကိုကောင်းစွာမြင်သိသွားရင်အလွန်အဖို့တန်တာဖြစ်တဲ့အတွက်ဒီတရားကောင်းလေးကိုလေကြုံတိုင်းမှာအဖြေရှာတတ်အောင်သဘောပေါက်စေခြင်းတဲ့အတွက်အပြောက်နှမျိုးကိုရှင်းပြပါမယ်တရားရှုနေကြတဲ့ပုဂ္ဂိုလ်တွေသဘောပေါက်ရမှာကအပြောက်နှမျိုးပေါ်မှာနားလည်ဖို့အရေးကိုပြောက်ပုံရဲ့ခန္ဓာပြောက်ပုံရဲ့လို့နှမျိုးပါကိုပြောက်ချမ်းသာခန္ဓာပြောက်ချမ်းသာအဲ့ဒီနှမျိုးလေးကိုကောင်းစွာဉာဏ်ရှင်းရင်ယနေ့တရားအထုတ်ရတာအခက်အခဲမရှိတော့ဘူးငါတို့ဘယ်ချမ်းသာနဲ့အချိန်လေးကုန်နေဆိုတာကိုလေကြကြနနသဘောရှင်းတော့မယ်အဲ့ဒီသဘောလေးကိုပိုင်ဖို့အတွက်အခုပြောပြပါမယ်အခြေခံပေးထားတဲ့နှာခေါင်းနာသီးဝလေးမှာအာယုံစိုက်ပြီးတော့တိုးမှုအေးမှုနှွေးမှုဆိုတဲ့သဘောလေးတွေကိုပေါ်တိုင်းသတိပြုပြီးကြည့်ကြတယ်တချို့ကလည်းငယ်တိတ်လေးမှာလှုပ်နေတာတချို့ကရင်ကြိုင်လေးမှာတုံတာခုံတာတချို့ကလည်းဝမ်းပိုက်မှာတင်းတာရော့တာလေးတွေကိုသူ့နေရာနဲ့သူအလေးကျင့်လုပ်ပြီးတော့ကြိုးစားနေကြပါတယ်အဲ့ဒီကြိုးစားမှုအပိုင်းလေးမှာဆရာသမားတွေသင်ပေးတဲ့အတိုင်းလေးကိုတိုးမှုအေးမှုနှွေးမှုလေးကိုလည်းသဘောကိုပေါက်ပြီးတော့တိုးတယ်အေးတယ်နှွေးတယ်နဲ့ရွတ်ဆိုခြင်းမပါဘဲနဲ့သိယုံသိတဲ့အတိလေးကိုကိန်းအောင်အလေးကျင့်လုပ်ပါလှုပ်မှုပိုင်းမှာလည်းပဲငယ်လေးမှာလှုပ်တယ်မရွတ်ရဘူးရင်ကြိုက်မှာတုံနေခုံနေဆိုရင်လည်းတုံနေခုံနေမရွတ်ရဘူးဝမ်းပိုက်ကိုကြည့်ပြန်ရင်လည်းတင်းနေရောတဲ့ပုံမှာတင်းနေရောတဲ့မရွတ်ရဘူးသိယုံသိရမယ်အဲ့ဒါလိုအတိလေးတစ်ခုကိုရအောင်အလေးကျင့်လုပ်သဘောပိုင်သွားရင်ငယ်တိတ်လို့ပြောပင်နဲ့နေရတာငယ်တိတ်ကြည့်ရတာကဖောက်ပြန်တဲ့လှုပ်သဘောရဲ့ရုပ်အမူအရာပြောတော့တာနှာခေါင်းနာသီးလို့နေရာလေးတတ်မှတ်ပေးပင်နဲ့တကယ်သိအောင်ကြည့်ရတာကတိုးတယ်အေးတယ်နှွေးတယ်ဆိုတဲ့ဖောက်ပြန်တဲ့သဘောအမူအရာရုပ်တရားပြောတော့တာရင်ကြိုက်လို့နေရာဌာနအနေနဲ့ပြောနေပင်နဲ့တကယ်ကြည့်ရတာကတုံတယ်ခုံတယ်ဆိုတဲ့အမူအရာရဲ့ဖောက်ပြန်တဲ့ရုပ်သဘောဝမ်းပိုက်နေရာကိုပေးနေဆိုပင်နဲ့နေရာကြီးအာယုံပြုတ်ရတာမဟုတ်တင်းသွားရော့သွားတဲ့သဘောလေးရဲ့ဖောက်ပြန်မှုရုပ်အမူအရာကိုကြည့်ရတာ
အဲ့ဒါလေးကိုတစိုက်မတ်မတ်နဲ့သဘောပေါက်အောင်ကြည့်နိုင်ရင်နေရာတွေဘလောက်ပဲကွဲကွဲသိတဲ့အသည့်တူသွားပါပြီတူသွားတဲ့အသည့်ဒီပင်ငင်းเสียမရှိတော့ပါဘူးအဲ့ဒါလေးကိုသဘောပေါက်အောင်လုပ်ကြိုးစားရမယ်တရားကိုရှုတဲ့နေရာမှာငယ်ရိပ်မှာကြည့်တော့လှုပ်တယ်ကိုလှုပ်တယ်နဲ့ရွတ်နေတဲ့ပုံကိုယ်လည်းရှိတယ်လို့တိုးတယ်အေးတယ်နှွေးတယ်ရွတ်တာရှိတယ်တုံတယ်ခုံတယ်နဲ့ရွတ်တာလည်းရှိတယ်တင်းတယ်ရော့တယ်နဲ့ရွတ်တာလည်းရှိတယ်အဲ့ဒါလို့ရွတ်ရင်းနဲ့လည်းပဲအရွတ်ပေါ်မှာအာယုံလေးစိုက်ပြီးတော့တည်ငြိမ်သွားရင်လည်းပဲဟောဒီခေါင်းကိုခြေလက်ဆိုတဲ့ကိုယ်ကောင်ကြီးပျောက်ပါတယ်ဒါကိုပျောက်တာကိုပြောတာပါအဲ့ဒီကိုပျောက်တာဒီအရွတ်နောက်ကိုပါရင်လည်းပျောက်ပါတယ်မိမိရဲ့အာယုံကတခုတည်းမှာစိုက်စူးစူးနဲ့နေရာကိုယူပြီးကြည့်နေရင်လည်းပျောက်ပါတယ်အဲ့ဒီအပျောက်ကတော့ဝိပဿနာဉာဏ်နဲ့ဝေးပါသေးတယ်ငယ်လေးမှာပြောနေတဲ့လှုပ်တဲ့သဘောလေးရဲ့ဖောက်ပြန်တဲ့ရုပ်အမူအရာနှာခေါင်းနာသီးဝလေးမှာတိုးတယ်အေးတယ်နှွေးတယ်ဆိုတဲ့ဖောက်ပြန်တဲ့ရုပ်အမူအရာရင်ကြိုက်မှာတုံတယ်ခုံတယ်ဆိုတဲ့ဖောက်ပြန်တဲ့ရုပ်အမူအရာဝမ်းပိုက်မှာတင်းတယ်ရော့တယ်ဆိုတဲ့ဖောက်ပြန်တဲ့ရုပ်အမူအရာအဲ့ဒီရုပ်အမူအရာလေးတွေရဲ့သဘောပေါ်မှာသဘောပေါက်ပြီးတော့အရှိတရားကိုအရှိတရားတိုင်းသိသွားရင်ဒီကိုပြောက်ပါတယ်အဲ့ဒီကိုပြောက်မှုသည်သိစရာရှိတာကိုသိပြီးပြောက်တာဖြစ်တဲ့အတွက်ဝိပဿနာဉာဏ်ရဲ့အခြေခံပိုင်သွားတာပါဝိပဿနာဉာဏ်ကိုတက်ဖို့အတွက်ကိုသေချာပေါက်အတွက်လမ်းပွင့်သွားပြီအဲ့ဒီပြောက်နည်းသည်တန်ဖိုးရှိပါတယ်ကိုပြောက်တဲ့နေရာမှာရွတ်လည်းပြောက်ပါတယ်အရွတ်တွေများနေရင်လည်းအဲ့ဒီအရွတ်ပေါ်မှာအာယုံလေးဆက်တဲ့ဇူဖြစ်သွားတဲ့အတွက်ကိုပြောက်ပါတယ်အာယုံတစ်ခုထဲမှာနစ်မျောပြီးတော့နေရင်လည်းပဲကိုပြောက်ပါတယ်အဲ့ဒီပြောက်မှုလေးနဲ့တစ်ချိန်ကုန်သွားတာကိုလွယ်လင့်တကူနဲ့ကြော်ဖြတ်သွားနိုင်တာနဲ့ငါတော့ကွာတရားထိုင်ရတာအဟုတ်ကြီးချင်းနေမှားသွားပါလိမ့်မယ်သိစရာရှိတာလေးကိုသိပြီးတော့ကိုပြောက်နေရင်တန်ဖိုးရှိသွားပါပြီဒါကိုပြောက်ပုံလေးရဲ့သဘောကိုပြောပြသွားတာဒါလောက်လေးနဲ့ကျင့်တတ်ရမှာမဟုတ်ဘူးနောက်အပြောက်တစ်မျိုးကိုသတိထားရမှာကခန္ဓာပြောက်ဆိုတာကငယ်လေးမှကြည့်တော့လှုပ်နေတာလေးသည်ရုပ်ခန္ဓာနှာခေါင်းနာသီးဝလေးမှာတိုးတာအေးတာနှွေးတာလေးသည်ရုပ်ခန္ဓာရင်ကြိုင်လေးမှာတုံတာခုံတာလေးသည်ရုပ်ခန္ဓာဝမ်းပိုက်မှာတင်းတာရော့တာလေးသည်ရုပ်ခန္ဓာအဲ့ဒီခန္ဓာလေးတွေအပေါ်မှာသိယုံကနေပြီးအတိလေးတွေအားကောင်းလာတဲ့အခါမှာမိမိတန်တန်စိတ်ကစင်ကြယ်လာတော့အမြင်ဉာဏ်လေးကလည်းပဲကောင်းစွာရှင်းလာပြီးအတိအမြင်လေးတွေထက်လာတဲ့အခါမှာသူ့သဘောရဲ့အမှန်ကိုထိုးထွင်းပြီးကြည်တတ်လာတဲ့အခါငယ်လေးကြည့်တော့လည်းပဲဖောက်ပြန်လိုက်ပျက်စီးလိုက်နှာခေါင်းနာသီးနေရာမှာကြည့်ပြန်တော့လေတိုးတယ်အေးတယ်နှွေးတယ်ဆိုတဲ့သဘောလေးတွေရဲ့ဖောက်ပြန်လိုက်ပျက်စီးလိုက်ရင်ကြိုက်နေရာမှာကြည့်ပြန်တော့လေတုံနာခုံနာလေးတွေရဲ့ဖောက်ပြန်လိုက်ပျက်စီးလိုက်ဝမ်းပိုက်မှာကြည့်တော့လေတင်းနာရော့တာလေးရဲ့ဖောက်ပြန်လိုက်ပျက်စီးလိုက်အဲ့ဒီသဘောလေးတွေကိုတိသွားတဲ့အတွက်ကြောင့်မလို့ရုပ်လေးတွေရဲ့မမြဲပုံကိုမြင်သွားရင်ခန္ဓာပြောက်ကိုတွေ့သွားပြီအဲ့ဒီခန္ဓာပြောက်ကိုမြင်နေတဲ့ခိုက်တတ်မှာမိမိတန်တန်မှာမောဟဆိုတဲ့ကိလေသာကိုတွန်းလှန်ပယ်ရှားထားတယ်လောဘဒေါသဆိုတဲ့ကိလေသာကိုတွန်းလှန်ပယ်ရှားထားတယ်အဲ့ဒီပယ်ရှားထားတဲ့ကိုယ်စိတ်လေးဘလောက်စင်ကြယ်သွားလဲအပြစ်ကင်းတဲ့ဒီစိတ်လေးဒီဘလောက်တန်ဖိုးရှိသွားလဲဆိုတာသူများပြောမဟုတ်ဘူးကိုကြိုးစားရင်ကိုယ်တိုင်ခံစားသိသွားမှာပါအဲ့ဒီအတိဒီအဲ့ဒီအချိန်ကမှအဲ့ဒီစိတ်နဲ့ချက်ချင်းသိသွားပါစေအပေတကားပိတ်ပါတယ်အပေလေးကမှလွတ်ပါတယ်ခန္ဓာပြောက်ကိုမြင်လိုက်တဲ့အတိညာကြီးစုများသွားပြီဒုတိယဘဝမှာလည်းပဲအပေတကားပိတ်လောက်အောင်ကိုသောတာပန်လည်းတည်သွားနိုင်တာပဲသုတိစိတ်ကြစေခိုက်တတ်မှာလည်းပဲအမြင်ကအားကောင်းလို့မြန်ထက်တဲ့မြင့်မြတ်အတိတရားကိရင်သောတာပန်တည်ပြီးတော့လည်းပဲသုတိစိတ်ကြနိုင်တာပဲအဲ့ဒါလောက်ချိကိုကျေးဇူးများတာက
ခန္ဓာပြောက်ကိုမြင်မှာခန္ဓာပြောက်ကိုမြင်ရင်ခေါင်းကိုခြေနဲ့ဖွဲ့စည်းထားတဲ့ကိုယ်ကောင်ကြီးလည်းပျောက်ပြီးသားခန္ဓာပြောက်ကိုတွေ့တဲ့အတွက်ကိုယ်ပြောက်ရဲ့ချမ်းသာကိုရတယ်လို့တစ်ဖက်မှာကြည့်လိုက်တော့လေကိလေသာရဲ့နှိမ့်ဆက်မှုကလွတ်တဲ့အတွက်စိတ်လည်းချမ်းသာတယ်ကိုယ်ပြောက်ကိုတွေ့ကြုံရတဲ့အတွက်ကြောင့်မလို့ကိုယ်ရဲ့နှိမ့်ဆက်မှုတွေလည်းကင်းပြောက်နေတော့ကိုယ်ချမ်းသာလည်းရတယ်တန်ဖိုးရှိလိုက်တာခန္ဓာပြောက်သည်မြင်တဲ့ပုဂ္ဂိုလ်တိုင်းကိုယ်ရဲ့ချမ်းသာခြင်းစိတ်ရဲ့ချမ်းသာခြင်းကိုပိုင်နိုင်ရပါလားဒါလို့အသိမြင်နေရဖို့မလွယ်ဘူးနော်မိမိတို့ကြိုးစားခဲ့တာကြားခဲ့ကြပါပြီအားထုတ်မှုပိုင်းမှာလည်းပဲအတော်ကိုကြိုးစားခဲ့တဲ့အတွက်ကိုယ့်ကိုယ်လည်းအားရကြပါလေအဲ့ဒီအားရမှုပိုင်းလေးတွေကိုပြန်သုံးသပ်တော့ငါသည်အချိန်တော်များများမှာကိုယ်ပြောင်းနေပဲနှစ်မျောပြီးအချိန်ကြီးကုန်လာလားခန္ဓာပြောက်ကိုတွေ့ပြီးတော့ပဲကျင့်တတ်စရာကောင်းလောက်အောင်ကိုချမ်းသာတွေရတာလားဆိုတာစမ်းစစ်နိုင်ဖို့အတွက်အဖြေထုတ်နိုင်အောင်နှိုင်းရှင်ပြလိုက်ပါပြီဒီခန္ဓာပြောက်လေးကိုမြင်ရတဲ့နေရာမှာထပ်လောင်းပြီးတော့တတိပြုစေခြင်းပါလေခန္ဓာပြောက်ကိုမြင်တဲ့နေရာမှာမိမိတို့ကြိုးစားပြီးတော့ရှုကြတယ်အဲ့ဒီလိုရှုကြတဲ့နေရာမှာငယ်ရိပ်ပဲရှုပေးထားတဲ့နေရာတွေပေါ့နှာခေါင်းနားသီးမှာပဲကြည့်ရင်ကြိုင်မှာပဲကြည့်ဝမ်းပိုင်မှာပဲကြည့်ဖောက်ပြန်လိုက်ပျက်စီးလိုက်နဲ့တွေ့နေရတဲ့ဒီသဘောအဲ့ဒီသဘောအမူအရာလေးကိုကြည့်နေရကနေပြီးတော့မြင်တဲ့အမြင်မှာနာကြားထားတဲ့ဘ ഹു သုဒ္ဓတွေကအားကောင်းတဲ့အတွက်ကြောင့်မလို့အိုးဖြစ်ပြီးရင်ပြတ်မှာပါကွာဆိုပြီးတော့အတွေးထဲမှာပုံဖော်ပြီးတော့ဖြစ်ပြရှုကြတယ်နော်အဲ့ဒါလို့ရှုတဲ့ပုဂ္ဂိုလ်များခန္ဓာပြောက်ကတော့မပြဘူးလားမေးရင်ပြပါတယ်အဲ့ဒါလို့ပြပဲနဲ့သူသိပြီးတော့မြင်တာလားမသိဘဲနဲ့အာယုံပြုတ်ပြီးနာကြားဘူးတဲ့ဘုဒ္ဓရနဲ့ပုံဖော်တာလားဆိုတာကိုရှေ့ပိုင်းကပြောခဲ့တဲ့တွေးလုံးလေးကပုံဖော်နေပါတယ်ဟိုဒါကဖြစ်ပြီးရင်ပြတ်မှာပါကွာဖြစ်ပြီးရင်ပြတ်မှာပါကွာဆိုတာကမိမိနာကြားဘူးတဲ့ဘုဒ္ဓရနဲ့လုံးချနေတာတကယ်မြင်လားမေးရင်မမြင်ပါဘူးအဲ့ဒီအပြောက်ကိုတော့ခန္ဓာပြောက်တော့ခန္ဓာပြောက်ပဲမသိဘဲနဲ့ပျောက်သွားတာမဟုတ်လို့မသိပြောက်လို့နားလည်လိုက်ပါဦးဒီမသိပြောက်နဲ့သွားနေရင်လေဝိပဿနာဉာဏ်ကိုယ်တန်တန်တည်ဖို့မလွယ်ဘူးနိဗ္ဗာန်ရဖို့ဝေးနေပါပြီရှုနေတဲ့ရှုကံပြနေတဲ့အပိုင်းမှာရှုနေကြတဲ့သရောစင်များဒါလိုရှုနေတဲ့ပုံကိုယ်တွေလည်းရှိကြပါတယ်အတွေ့နဲ့ပုံဖော်ပြီးတော့စိတ်ထဲမှာစကားပြောပြီးရှုနေကြတာပေါ့အဲ့ဒါမျိုးနဲ့သွားနေရင်လေလမ်းဆုံးပန်းတိုင်မရောက်ပါဘူးဘာကြောင့်လဲမေးရင်ကိုယ်နဲ့ဆက်ပြီးပြနေတဲ့ဘယ်နေရာပဲပေါ်လာတဲ့တရားစီသိလိုက်ချာနဲ့အကြည့်တော်မခံအောင်ပြက်နေတာဖြစ်ပါတယ်အဲ့ဒီခန္ဓာပြောက်ကိုတကယ်ဉာဏ်နဲ့မြင်ရင်အကြည့်မခံတော့အောင်ပျောက်တာဖြစ်တဲ့အတွက်တွေးချိန်လည်းမရဘူးစိတ်ကူးချိန်လည်းမရဘူးပုံဖော်ချိန်လည်းမရဘူးအမြည်တက်ချိန်လည်းမရပါဘူးအဲ့ဒါလိုမရတဲ့အပိုင်းလေးနဲ့အမြင်ဉာဏ်တန်တန်လေးကိုယ်တန်တန်ကိမ့်ပြီးတော့မြန်ရှုလိုက်နိုင်တဲ့ခန္ဓာအပြက်ကိုမြင်ရင်ဘလောက်တန်ဖိုးရှိလိမ့်မလဲငယ်ရိပ်မှာပြနေတယ်နှာခေါင်းနာသီးမှာပြတယ်ရင်ကြိုက်ဝမ်းပိုက်မှာပြနေတယ်ဘယ်နေရာပဲပြအဲ့ဒီတရားလေးဟာဖြစ်ပြီးရင်ပြက်နေတဲ့တရားကိုသာအကြောင်းရှိကြပေါ်လာပြီးအကြောင်းကုန်သွားတဲ့အခါမှာမရှိတဲ့သဘောကိုဉာဏ်အောက်မှာသူကပြတိုင်းကြည့်နိုင်ရင်မိမိတို့ရဲ့တန်တန်မှာသိလိုက်ရတဲ့အသိဟာရှိရာကမရှိတာကိုမြင်လိုက်ချပါငယ်တိုင်းမှာလှုပ်နေတာလေးကလည်းရုပ်ရှုခံရှိခဲ့တာပဲကြည့်လိုက်တော့မရှိတော့ဘူးရင်ကြိုက်မှလည်းပဲတုံနာခုံနာရဲ့ရုပ်ရှုခံလေးဟာပြကြိုက်မှရှိတာပဲကြည့်လိုက်တော့မရှိပြန်ဘူးနှာခေါင်းနာသီးဝလေးမှလည်းအကြောင်းစုံတော့တိုးတယ်အေးတယ်နှွေးတယ်ဆိုတဲ့အရှုခံတရားအရှိလေးဟာပြနေတာပဲဉာဏ်နဲ့ကြည့်တော့မတွေ့တော့ပြန်ဘူးအဲ့ဒါလိုမျိုးထင်ရှားရှိတဲ့တရားလေးကိုဉာဏ်နဲ့လိုက်ရင်းကနေမရှိတဲ့သဘောလေးကိုပြသွားရင်
ယောဂီရှိရာကမရှိတာလေးကိုမြင်လိုက်တဲ့အတွက်ကြောင့်မလို့မရှိပြောက်လေးတွေ့သွားတာအဲ့ဒီမရှိပြောက်လေးကိုတွေ့သွားရင်ဒီယောဂီအမြင်မှန်သွားပြီမသိပြောက်နဲ့လမ်းဆုံးနေရင်တော့မလွယ်ဘူးနော်မသိပြောက်ဆိုတာပြောခဲ့ပြီသုဒ္ဓမဉ္ဇဉ်နဲ့ရှုနေတဲ့ပုဂ္ဂိုလ်တွေနောက်တစ်ခါအာယုံကိုစိုက်ကကြည့်နေရင်ကနေပြီးအတွေးတစ်ခုတည်းနစ်သွားတယ်ခေါင်းနာတော့ကတွေ့ခဲ့တဲ့အရာလေးမရှိတော့ဘူးအတွေးတွေကနေပြန်ထလာတော့မှဖြစ်ပြီးပြတ်သွားပါလားလို့မြင်ခဲ့မှုတဲ့အရာလေးကိုပုံဖော်ပြီးရှုတာလည်းရှိတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးလည်းပဲမသိပဲနဲ့ရမ်းရှုနေတာပါအဲ့ဒီမသိပြောက်တွေများသွားရင်လေတရားနယ်ပင်မှာကိုအလေးကျင့်ရလို့ထိုင်ကောင်းနာကိုပဲတရားလို့ထင်ရင်မှားပါဦးမယ်အဲ့ဒါမျိုးတွေမဖြစ်ရအောင်လို့ရှိရာကမရှိတဲ့သဘောလေးတွေမြင်အောင်ခန္ဓာရဲ့သဘောရဲ့အမှန်ပြတိုင်းပေါ်မှာပေါ်တဲ့နေရာလေးကြည့်လိုက်ရင်နေရာရွှေ့ပြောက်တာမဟုတ်ပေါ်တဲ့နေရာလေးမှာပဲခုပေါ်တဲ့တရားခုချက်ချင်းကြည့်ရင်ခုမရှိတာကိုတွေ့တာပါအဲ့ဒါလို့တွေ့ပြီဆိုရင်ကိုယ်နဲ့ဆက်ပြီးပေါ်တဲ့တရားကိုယ်ပေါ်မှာတင်ပြောက်နေတာဟာရုပ်ရှုခံရဲ့အပြစ်ပါစိတ်နဲ့ဆက်ပြီးတော့ခံစားမှုပိုင်းလေးကိုဉာဏ်နဲ့လိုက်လို့ပေါ်တဲ့နေရာလေးမှာပြတ်သွားတာကိုမြင်ရင်အဲ့ဒါလေးပဲနာမ်ရှုခံရဲ့အပြစ်ပေါ်မှာမြင်ရတာပါရုပ်ကိုပဲရှုရှုဝေဒနာကိုပဲရှုရှုသိတဲ့စိတ်လေးကိုပဲပြန်ကြည့်ကြည့်ခန္ဓာရဲ့သဘောတည်းရဲ့သူ့လို့ပုံလေးဟာဖြစ်ပြီးရင်ပြတ်တာကလွဲလို့မရှိပါလားလို့ခန္ဓာပေါ်မှာအမြင်ရှင်းတဲ့အသိဉာဏ်သာကိန်းရင်ခန္ဓာပြောက်ကိုတွေ့သွားကြပြီအဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်လည်းပြောက်တော့ကိုယ့်ရဲ့နာကျင်နှိမ့်ဆက်မှုတွေကင်းသွားတယ်စိတ်မှလည်းပဲခန္ဓာပြောက်ကိုမြင်တဲ့ဉာဏ်ကကိလေသာတရားတွေကိုတွန်းလှန်ထားတဲ့အတွက်ကြောင့်မလို့ဝင်ခွင့်မရတော့စိတ်လေးပဲစင်ကြယ်ချမ်းသာနေတယ်ကိုယ်ချမ်းသာစိတ်ချမ်းသာဆိုတာခန္ဓာပြောက်ကိုမြင်ရတဲ့အချိန်မှလားအဲ့ဒါလေးကိုသဘောပေါက်ပြီးတော့မှမိမိတို့ရဲ့တန်တန်မှာထင်ရှားရှိတဲ့တရားတွေကိုအခုပြောပြီးသင်ပေးခဲ့တဲ့အတိုင်းအာယုန်တစ်ပါးစိတ်မများပဲနဲ့အရှုခံတရားတွေဘလောက်ပဲနေရာဌာနတွေနဲ့များပြားနေပါစေသိစရာရှိတာကတော့ကိုယ်နဲ့ဆက်ပြီးပေါ်တာဒီရုပ်တရားပါလားစိတ်နဲ့ဆက်ပြီးပေါ်တာဒီနံတရားပါလားရုပ်တရားကလည်းကိုယ်ပေါ်မှာပေါ်ကိုယ်ပေါ်မှာချုပ်တာပဲစိတ်တရားကလည်းပဲစိတ်မှာပေါ်ပြီးစိတ်မှာချုပ်တာဟာဘယ်နေရာမှာပြောင်းလဲစရာမရှိပါလားသူ့လို့နေတာဟာတည်ရှင်းပါလားလို့ကိုယ်ဉာဏ်ထဲမှာပိုင်နိုင်သိမြင်ပြီးတော့မှပေါ်ရဌာနလေးတွေမှာပေါ်တဲ့ရှုခံလေးတွေကိုကြည်တိုင်းမှာသူ့သဘောအမှန်ကိုသိပြီးတော့မှအကြည့်မခံတော့အောင်ပြက်နေတဲ့အပိုင်းလေးတွေတွေးတော့ချိန်မရဝေဖန်ချိန်မရစိတ်ထဲမှာစကားပြောချိန်မရဘဲနဲ့တကယ်ကိုရှင်းနေဆိုတဲ့အမြင်လေးတွေကိုကောင်းစွာသဘောပေါက်ပြီးတော့မှစင်ကြယ်တဲ့အမြင်ဉာဏ်လေးတွေရအောင်ကြံရှိနေတဲ့အချိန်လေးတွေမှာကြိုက်တဲ့အရိယာပုဒ်တွေနဲ့ဆက်လက်ကြိုးစားရှုမှတ်ပွားများအားထုတ်ပေးနေကြပါ